မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်အနည်းငယ်နဲ့ကျွန်တော်အပေးချင်တယ်ပေါ့နော်အဲ့တော့နှုတ်ကပတ်တော်ဒီတစ်ခွကျွန်တော်တို့ခံယူကြရအောင်အဲ့တော့အခုခေတ်ယုံကြည်သူတွေခရိယန်တွေတော်တော်များများထဲမှာတချို့တော့လူတွေကမြင်အမြင်ချင်းလွဲတဲ့အရာတွေရှိတယ်ဗျအဲ့ဒီဟာကိုဒီနေ့ကျွန်တော်ပြောပြမယ်အဲ့တော့ဒီအညီကိုမောင်နှမတို့လည်းဒီဗီဒီယိုကြည့်နေတဲ့ညီကိုမောင်နှမတို့လည်းတေချာစဉ်းစားကြည့်ပါအာမင်အဲ့တော့ဟုတ်ပြီကျွန်တော်တို့အဲ့ဒီဟာကဘယ်ဟာလဲဆိုလို့ရှိရင်ရှင်မတ်တေခရစ်ဝင်ခန်းကြီး9အငယ်7မှာဗာပြောထားလေဆိုရင်ပညတ်တိကျမ်းအနာဂတ်ကျမ်းများကိုပေဖြတ်ခြင်းကငါလာသည်မဟုတ်ငါလာသည်ဟုမထင်ကြနှင့်ဖြတ်ပေခြင်းကငါလာသည်မဟုတ်ပြည့်စုံစေခြင်းကငါလာသည်လို့ပြောတယ်ပညတ်တိကျမ်းနဲ့အနာဂတ်ကျမ်းကိုပေဖြတ်ဖို့ရအတွက်ယေရှုကဤလောကကိုကြွလာတာမဟုတ်ဘူးလို့ပြောတယ်ဘာလို့ဖို့လဲဆိုရင်အဲ့ဒီအဟာကိုပိုပြီးမှတဆင့်ပြည့်စုံသွားဖို့ရအတွက်ယေရှုကဤလောကကိုကြွလာတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီဟာကိုပြောတဲ့အခါမှာနော်တချို့တော့ကျွန်တော်တို့ခရိယန်ယုံကြည်သူတွေရဲ့အသက်တာမှာဘယ်လိုမျိုးသွားပြောလဲဆိုလို့ရှိရင်နော်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားပြီအပြစ်မကယ်ချခြင်းကိုခံရပြီဟုတ်ပြီအဲ့ဒီအစစ်ထိကအားလုံးတရားရခံတော့လက်ခံကြတယ်ဒါပေမဲ့အဲ့ဒီကနေတဆင့်ကျွန်တော်တို့လောကမှာအသက်ရှင်စေခါမှာတွာလာလှုပ်ရှားတဲ့ခါမှာကျွန်တော်တို့ကဒီပညတ်တိနဲ့အနာဂတ်ကျမ်းကိုဆက်လက်ပြီးမှကျင့်ကြံအားထုတ်ရမယ့်သဘောမျိုးသူတို့ကပြောပါတယ်။ဒါပေမဲ့ယေရှုကဒီနေ့ဒီကျမ်းပိုက်ကိုဒီစကားကိုပြောထားခြင်းကနော်အဲ့ဒီပညတ်တိကျမ်းနဲ့အနာဂတ်ကျမ်းကိုကျင့်ကြံဖို့ပြောတာမဟုတ်ဘူး။အာမင်။အဲ့ဒီပညတ်တိကျမ်းနဲ့အနာဂတ်ကျမ်းကိုကျွန်တော်တို့ကကျင့်ကြံပြီးမှမဆုံလင်နိုင်တော့ကြောင်းယေရှုကဤလောကကိုကြွလာခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲဆုံနေစေဖို့အာမင်အဲ့ဒီဟာနော်အရာရေးကြီးတယ်နော်ညီကိုမန်မတို့တခါတလေမှာကျွန်တော်တို့ကဟုတ်တရားနဲ့နော်ကျွန်တော်တို့ကိုလက်တလုံးကြားမှာအရန်လက်ဖျားတယ်ဒီလားအားကြောင့်မို့ကျွန်တော်တို့ကအဲ့လက်တလုံးကြားမှာအရန်တတိထားမယ်ညီကိုမန်မတို့အဲ့တော့သူကအနာဂတ်ကျမ်းနဲ့ပညတ်ကျမ်းကိုပေးဖြတ်ဖို့မဟုတ်တာရွေ့ဆုံနေတဲ့ခြင်းကသူလာတယ်လို့ပြောတယ်အခုကျွန်တော်ဒီစကားမှာဒီဟာကိုပြောနေချင်းတန်းလန်းနေတင်တချို့တော့နော်ဆရာလည်းဖြစ်မယ်ခရိယန်အတင်းသားလည်းဖြစ်မယ်နော်တင်းထောက်လည်းဖြစ်နိုင်တယ်နော်တချို့တော့သူတွေကအတွေးထဲမှာအဲ့လိုဝင်သွားမယ်အဲ့လိုဆိုရင်အဲ့ဒီဆရာကကျမ်းပိုက်ကိုကျမ်းစာကိုအစအဆုံးတေချာမဖတ်ဘူးလို့မြင်ကောင်းမြင်မယ်အဲ့တော့ကျွန်တော်တေချာဖတ်ပါတယ်နော်တေချာဖတ်ပါတယ်အဲ့တော့အောက်မှာဗာပြောထားလေဆိုရင်တို့ကကျမ်းစာ၌ရေးထားတဲ့ဒီပညတ်အကြောင်းတွေကိုသူပြောထားတယ်အဲ့တော့အောက်မှာကျွန်တော်တို့18ကိုဆက်သွားမယ်ဆိုရင်ငါအမှန်ဆိုဒီကတဲ့ကောင်းကင်နဲ့မြေကြီးမပြည့်စည်မီတိုင်အောင်ပညတ်တိကျမ်း၌အငယ်ဆုံးသောစာလုံးပေတုတလုံးမြမပြည့်စုံခြင်းတို့မရောက်မီမပြည့်စည်ရတဲ့ထို့ကြောင့်အကျဉ်သူသည်အငယ်ဆုံးသောပညတ်တစ်ခုကိုကိုယ်တိုင်လုံကျိုး၍သူတစ်ပါးတို့အားလည်းထိုအတူတွင်တည်၏ထိုသူသည်ကောင်းကင်နိုင်ငံတော်၌အငယ်ဆုံးသောသူဖြစ်လိမ့်မည်အကျဉ်သူသည်ကိုယ်တိုင်ကျင့်၍သူတစ်ပါးတို့အားလည်းတွင်တည်၏ထိုသူသည်ကောင်းကင်နိုင်ငံတော်၌ကြီးသောသူဖြစ်လိမ့်မည်တင်တို့ကျင့်သောအကျင့်သည်ဖာရိရှဲတို့နှင့်ကျမ်းပြုစရာတို့ကျင့်သောအကျင့်ထက်မလွန်မသာလျင်တင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဟုအဲ့တော့အဲ့ဒီမှာဗာပြောထားလေဆိုရင်ကျင့်သူတဲ့အကျင့်သူကမိမိကလည်းအငယ်ဆုံးသောပညတ်တစ်ခုကိုချိုးဖောက်ပြီးတော့သူများကိုတွင်တင်တယ်တဲ့အဲ့ဒီလူကကောင်းကင်နိုင်ငံမှာအငယ်ဆုံးသောသူဖြစ်လိမ့်မယ်တဲ့ထိုသူတဲ့နော်ပညတ်တီကိုကိုယ်တိုင်လဲကျင့်တယ်သူများကိုလည်းကျင့်ခိုင်းတယ်တဲ့အဲ့ဒီလူကကောင်းကင်နိုင်ငံမှာကြီးသောသူဖြစ်မယ်လို့ပြောတာဖယားစကားတကယ်မှန်တယ်နော်တကယ်ပဲတင်တို့ကအဲ့ဒီဟာကိုကျင့်ကြံနိုင်တယ်ဆိုရင်တကယ်ကောင်းကြီးဖြစ်ပါတယ်ညီကိုမန်မတို့ကျမ်းစာကပြောတာပါကျွန်တော်ပြောတာမဟုတ်အဲ့တော့ကိုလေးကျင့်ကြံသူများကိုလည်းတွင်တင်တယ်
ကိုလေတကယ်ဒီပညာတိကျမ်းနဲ့အနာဂတ်တိကျမ်းကိုတကယ်ကျင့်ကြံပြီးမှလုံခြုံပြီးသူများကိုလည်းကိုကပြန်ပြီးမှတွန့်တင်တယ်ဆိုရင်တကယ်တင်ကတော့လေတကယ်လေးစားတယ်ဒီလားအဲ့ဆိုရင်ဖယားသခင်ကလည်းဗာပြောလဲအဲ့ဒီလူကိုကောင်းကင်နိုင်ငံမှာကြီးတော်သူနေရာမှာထားတယ်လို့သူပြောတယ်ကြီးတော်သူဖြစ်မယ်တဲ့နော်ဖြစ်မှာနော်အဲ့တော့တကယ်ကောင်းတယ်အဲ့တော့ကျွန်တော်တို့ခရိယန်တွေရဲ့အတန်းဝန်းထဲမှာဒီဟာလေးကိုကြည်ပြီးတော့နော်အားထုတ်ကြတယ်ကြိုးစားကြတယ်မိတင်ဘယ်သွားမလဲဆိုငါတင်ကောင်းကင်နိုင်ငံသွားမှာပေါ့ငါတို့ကကောင်းကင်နိုင်ငံကဆွတ်လက်သူလို့ဖူရီယူမှာပေါ့နော်အားတို့ဘုရားเจ้าမှာတလောက်ဆက်ကတ်တာငါတို့သာသနာမှာတလောက်ထိငါတို့ကြိုးစားတာဘာညာအဲ့လိုမျိုးတွေလေအရန်ပြောတာအေးဒါပေမဲ့တေချာစဉ်းစားမယ်အခုတေချာစဉ်းစားမယ်နော်ကိုကျင့်ကြံနိုင်လားပညာတော်10ပါးကိုတပါးပါးကိုကျုံးလွန်သွားရင်နော်အကုန်လုံးကိုချိုးဖောက်တာနဲ့အတူတူပဲလို့ပြောတယ်အဲ့တော့ယေရှုကနော်ဘယ်လိုပြောလဲဆိုဆက်ပြီးကြည့်ရအောင်နော်အဲ့ဒီဟာနော်ဆက်ပြီးကြည့်ရအောင်အဲ့တော့သူကအောက်မှာဗာပြောလဲဆိုရင်သူတစ်ပါးချင်းခိုက်ရအဲ့ဒီဟာကြော်လိုက်ရအောင်နော်အဲ့ဒီဟာကြော်ပြီးမှအဲ့မှာလာပြီ20မှာသူဒီ20မို့21မှာလူအသက်ကိုမတတ်ရတတ်တော်သူသည်ယုံ၌အပြည့်စင်ခြင်းကိုခံထိုက်ပေ၏ဟုသောရှေးပညတ်စကားကိုတင်တို့ကြားရပြီငါပညတ်ဒီကညီအကိုကိုအထောက်မတန်အမျက်ထွက်တော်သူသည်ယုံ၌အပြည့်စင်ခြင်းကိုခံထိုက်ပေ၏ညီအကိုကိုကဲ့ရဲ့တော်သူသည်လွတ်တော်၌အပြည့်စင်ခြင်းကိုခံထိုက်ပေ၏ညီအကိုကိုကျင့်စေသောသူသည်ဂဟိနာအရက်၌မိရှုခြင်းကိုခံထိုက်ပေ၏ထို့ကြောင့်တင်သည်ပူဇော်တက္ကကိုရစ်ပလင်တို့ဆောင်ယူခဲ့လျင်တင်၏ညီကိုသည်တင်၌အပြစ်တင်ခွေတစုံတစ်ခုရှိသည်ဟုအောက်မဲ့တတိယလျင်ရစ်ပလင်ရှေ့မှပူဇော်တက္ကကိုထား၍တွားလော့ညီအကိုနှင့်တင့်ပြီးမှပြန်၍ပူဇော်တက္ကကိုတင်လော့တဲ့အဲ့တော့ပညာတိကျမ်းကလူအသက်ကိုမတတ်ရတဲ့လူအသက်ကိုတတ်တော်သူကစီရင်ချင်းခံရမယ်ယုံ၌စီရင်ချင်းကိုခံရမယ်လို့ပြောတယ်ဒါမဲ့ယေရှုကဘာပြောလဲယေရှုကပြန်ပြောတဲ့ဥစ္စာကညီအကိုချင်းတဲ့အထွတ်မတန်ဒေါသထွက်တယ်နောက်ကိုယ့်ရဲ့ညီကိုတယောက်ယောက်နော်ကိုယ့်ရဲ့သူငယ်ချင်းကိုပတ်ဝန်းကျင်ညီအကိုလို့ပြောချင်မှာကိုနဲ့တမင်အေတဖေအေထဲမွေးထားတဲ့ညီအကိုကိုပဲပြောတာမဟုတ်ဘူးနော်ခရစ်တော်ကဘာပြောလဲငါရဲ့တရားကိုနားထောင်တော့သူကငါရဲ့ညီအကိုငါအမိဖြစ်တယ်လို့ပြောတယ်အဲ့တော့ညီအကိုလို့ပြောရင်ကျွန်တော်တို့အတန်းဝဲလူအားလုံးကညီအကိုတွေဖြစ်တယ်ညီကိုမောင်မတို့အဲ့ဆိုဒီလူတွေအချင်းချင်းကတယောက်ကိုတယောက်နော်အမျက်ထားတယ်တယောက်နဲ့တယောက်ဒေါသရှိတယ်တယောက်နဲ့တယောက်ကဲ့ရဲ့ကြတယ်တယောက်နဲ့တယောက်ပြစ်တင်ကြတယ်ဆိုရင်အဲ့ဒီလူကနော်ယုံ၌အပြစ်စင်ခြင်းဒီမကနော်တရားလွတ်တော်၌တရားခွင်၌တင်ရဒီမကပဲနဲ့မီးရှုပြီးမှတော့မှတတ်ရတဲ့အစစ်ထိပြောတာနော်အဲ့တော့ညီကိုမောင်မတို့ကျွန်တော်တို့ဒေါသမရှိဘူးလားဒေါသမထားဘူးလားဒေါသအမြင့်မရှိကြဘူးလားနော်တနေ့စိတ်ရှင်လဲအတိုင်းတာတစ်ခုပဲနော်အရန်ကြီးလွန်လာရင်တော့ဒေါသတော့ထွက်တာပဲထောင်းကနေပေါ့မဟုတ်လားပြီးတော့ကျွန်တော်တို့အမှုတော်ဆောင်ချင်းနေတော့မှနော်တယောက်ကိုတယောက်အမြင်သေးတာအထင်သေးတာနော်အရန်ရှိတယ်နော်အဲ့လိုမျိုးတွေအရန်ရှိတယ်ကျွန်တော်ဆိုခဏကြုံရတာအဲ့လိုမျိုးတွေအဲ့ဆိုအဲ့ဒီအဟာလေးကျွန်းလွန်ပြီဆိုရင်ပညာတော်10ပါးကိုအကုန်လုံးကျွန်းလွန်သွားတာ ਨੇ အတူတူပဲယေရှုကဒီတိုင်းပဲပြောထားပါတယ်အဲ့တော့ပညာတိကျမ်းနဲ့အနာဂတ်တိကျမ်းတင့်ရဲ့အထဲမှာပြည့်စုံနိုင်လားဖာရိရှဲတို့ထက်မတာလွန်ရင်လို့ပြောတယ်ဖာရိရှဲတို့ကဘလောက်ထိပြည့်စုံတော့ကြည်ကြနိုင်လဲပညာတိကျမ်းနဲ့အနာဂတ်တိကျမ်းကိုအရေးကျူတောက်ထားတဲ့သူတွေနော်သူတို့ထက်စုံရမယ်တဲ့သူတို့ထက်ပြည့်စုံနိုင်ရမယ်သူတို့ထက်ကြင်ကြံနိုင်ရမယ်အဲ့လိုပြောတာအဲ့လိုဆိုရင်ဖာရိရှဲတို့ကနော်
ဒီပညာတိကျမ်းနဲ့အနာဂတ်ကျမ်းကိုတကယ်အရေးကြိုတောက်ထားတဲ့သူတွေဖြစ်တယ်သူတို့လောက်အခုခေတ်ကျွန်တော်တို့တွေကမကျင့်ကြံနိုင်ဘူးသူတို့ရဲ့ခြေဖွားလောက်တော့မှမမီဘူးနော်ဒါမဲ့သူတို့ထက်တာအောင်ကျင့်เสียရှိသေးလားသူတို့ကအကုန်လုံးစုံအောင်ကျင့်ကြံနိုင်တယ်လေကျွန်တော်တို့ကသူတို့ထက်စာတာအောင်ကျင့်ကြံနိုင်အောင်မလားနောက်ထပ်ပညာရောအတိရှိသေးလားအဲ့ဒါနော်နေစဉ်းစားမယ်နော်အဲ့တော့သူတို့ထက်မတာလွန်ကြီးပြောတာသူတို့မလုံနိုင်တာသူတို့မလက်ခံတာသူတို့မလတ်လျှောက်တာဘာရှိလဲဆိုယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်မလက်ခံတဲ့ဟာပဲယေရှုကိုကယ်တင်ရှင်တယောက်အနေနဲ့သူတို့မလက်ခံတဲ့အရာကသူတို့မလုပ်ခဲ့တဲ့အရာပဲအားကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားတဲ့သူတွေကဖာရိရှဲတို့ထက်တာလွန်တော်သူဖြစ်တယ်အာမင်ဖာရိရှဲတို့ထက်တာလွန်ပြီးမှအမတန်ဖြူစင်တိုက်ရှင်ဖြောင့်မတ်ပြီးတော့ဖယားသခင်ရှေ့မှာတကယ့်ကိုဖယားသားအဘဟုခေါ်ရတော့အခွင့်တော်မှာရသွားတာဖြူစင်တိုက်ရှင်လွန်လို့ဖယားနဲ့တော်မှာသားအဖတော်ရတော့အခွင့်တော်မှာရသွားတာညီကိုတို့အော်စရာရင်တော့တကယ်ပဲကြည့်ဖာရိရှဲတို့ကပညာတိနဲ့အနာဂတ်ကျမ်းကိုရှယ်ကျင့်ကြံခဲ့ပြီမဲ့သူတို့ကိုဘာပြောလဲမွေဆိုးတွေတဲ့နော်လုံးဝနိုင်ငံတော်နဲ့မတက်ဆိုင်ဘူးဆိုတာကိုယေရှုကခါခါတီးတီးပြောခဲ့တာဒါမဲ့သူတို့ထက်တာလွန်တော့သူကဒီနေ့တင်နေကျွန်တော်ဖြစ်တယ်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်နဲ့ယုံကြည်လက်ခံတော်သူတွေနှုတ်အဖြစ်ဝန်ခံပြီးစိတ်နှလုံးအဖြစ်ယုံကြည်လက်ခံထားတဲ့သူတွေကဖာရိရှဲတို့ထက်တာလွန်ပြီးသူတို့ထက်အမတန်ဖြောင့်မတ်ပြီးတိုက်ရှင်ပြီးမှစင်ကြယ်သွားပြီးတော့နော်ဖယားနဲ့တော့မှတားဖတ်တော်ရတော့အခွင့်ကိုပေးတယ်လို့ပြောတယ်အဘဟုခေါ်ရတော့အခွင့်ကိုတင်လို့ရကြတယ်လို့ပြောတယ်ကျမ်းစာကအဲဆိုညီကိုမနမတို့နော်ပညာတိကျမ်းနဲ့အနာဂတ်ကျမ်းကိုစုံလည်စေခြင်းကတူလာတယ်ဘီတို့ကတလုံးမြမပြအကုန်လုံးခရစ်တော်ထဲမှာစုံလည်သွားတယ်ဆိုတာကိုကျွန်တော်တို့နားလေသဘောပေါက်စေခြင်းတယ်အာမင်အဲ့တော့တေချာလေအဲ့ဒီဟာကျွန်တော်ပြောရရှင်းမတဲ့အခန်းကြီး9နော်အစအဆုံးဖတ်ကြည့်တေချာလေးဖတ်ကြည့်နော်ယေရှုကကျွန်တော်တို့ကအဲ့ဒီပညာတိကျမ်းနဲ့အနာဂတ်ကျမ်းကိုမလုံနိုင်ပါဘူးမကျင့်ကြံနိုင်ပါဘူးဆိုတာကိုနံပါတ်1ပြောအဲ့ဒါကိုမိမောင်းထိုးပြတယ်နော်နံပါတ်2သူ့အဖြစ်မဟုတ်ရင်ကျွန်တော်တို့ကလုံးဝကိုမရပါဘူးလုံးဝကိုအစင်မပြေပါဘူးလုံးဝကိုကျွန်တော်တို့ကမဖြောင့်မတ်ပါဘူးဆိုတာကိုယေရှုပြောပြတယ်နော်သူပြောတဲ့အချက်လေးကိုကျွန်တော်တို့မလတ်လျှောက်နိုင်ဘူးဆိုတာကိုမြင်အောင်လို့ပြောတာဒါပေမဲ့နောက်ဆုံးကြတော့ခရစ်တော်ရဲ့ကျေးဇူးတရားကိုမြင်မောင်းထိုးသွားတာကျမ်းပိုက်ကအဲ့တော့ညီကိုမနမများချစ်တော်ညီကိုမနမတို့နော်ကျွန်တော်တို့ယုံကြည်သူခရိယန်လေးတေချာလေနှုတ်ကပတ်တော်တေချာဆင်ခြင်မယ်နော်တခါတရံမှာကျွန်တော်တို့ကဒီဟာကိုကြည့်ပြီးတော့နော်ကျွန်တော်တို့ရဲ့ဦးနောက်ကျွန်တော်တို့ရဲ့အတိကျွန်တော်တို့ရဲ့နှလုံးသားမှာဘယ်လိုမျိုးmindset တွေရက်ခံရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခရစ်တော်ကိုယုံကြည်လက်ခံပြီးဟုတ်ပြီအပင်ငရေကနေကြချုပ်ပြီးနောက်ထပ်ကျွန်တော်တို့ရှေ့ဆက်ရမယ့်လမ်းခရီးမှာအပြစ်မလုပ်ဖို့ရတဲ့ဆင်ခြင်ကြဖို့အဲ့လိုပြောတာနော်မဟုတ်ဘူးကျွန်တော်အပြစ်မလုပ်ဘဲမနေနိုင်ဘူးညီကိုတို့လောဘမရှိဘဲနဲ့မနေနိုင်ဘူးကျွန်တော်ကပက်ဆန်ရှာရမယ်ပက်ဆန်ကိုလူချင်းတတ်မှတ်တော့စိတ်ရှိရမယ်ပက်ဆန်ရှိမှသမင်းစားရတဲ့ခေတ်နော်ပက်ဆန်ရှိမှအရာအဆင်ပြေတဲ့ခေတ်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကပက်ဆန်ရှာတယ်ပက်ဆန်မလိုချင်တဲ့လူမရှိဘူးပက်ဆန်လိုချင်ပြီဆိုတာနဲ့ဒါကတော့ကျွန်တော်လောဘလိုကျွန်းတာပဲလောဘကိုကျွန်းလွန်တာပဲလူချင်းတတ်မှတ်တော့စိတ်ကိုမချုပ်ငြိမ်းနိုင်တာပဲညီကိုမနမတို့ကိလေသာမရှိရဘူးနော်ကိလေသာမရှိရဘူးလူတိုင်းကကိလေသာမရှိတော့သူမရှိဘူးအဲ့ကိလေသာကိုမချုပ်ငြိမ်းနိုင်ကြဘူးညီကိုမနမတို့ဒေါသလူတိုင်းမှာဒေါသရှိတယ်အမှုတော်ဆောင်တွေဒေါသမရှိဘူးမထင်နဲ့အမှုတော်ဆောင်တွေပောက်ကွင်းရင်ပူကြောက်စရာကောင်းတယ်မလုတ်တာကြာသွားပြီဖြစ်တဲ့မစားရတာကြာပြီဖြစ်တဲ့ဟင်းလျက်တစ်ခွက်ကိုစားတဲ့ချိန်မှာမြေရရှိရအာရပါရတီးလိုက်ရတယ်လို့ပဲအမှုတော်ဆောင်တွေဒေါသထည့်ရင်ပူကြောက်စရာကောင်းတာအဲကြောင့်မို့ပြက်လက်ပြက်သားတယ်နော်အဲ့လိုပြောလို့အမှုတော်ဆောင်တွေကိုထွက်ပြေးသွားဖို့ပြောတာမဟုတ်အဲ့တော့ညီကိုမနမတို့လူတိုင်းမှာဒေါသရှိတယ်မောဟရှိတယ်လောဘရှိပါတယ်နော်လူပြည်မှာနေတဲ့ခါမှာလူရဲ့သဘောတဘာဝအတိုင်းကျွန်တော်တို့မှာဒီအရာတွေကရှိပါတယ်ဆိုတာကိုနားလေစေချင်တယ်ဒါမဲ့ဒီနေ့ခရစ်တော်ကခ
ခရစ်တော်ကိုမိမိကတည်းပိုင်ရှင်ယုံကြည်လက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့မကြင့်ကြံနိုင်ခဲ့တဲ့အရာတွေကျင့်ချင်းအမင်္ဂလာနော်အရာအားလုံးကျွန်တော်တို့ဒုစရိုက်အပြစ်ဗီဇအပြစ်အရာအားလုံးကိုခရစ်တော်ကအကုန်လုံးလုပ်ပေးသွားပြီးတော့ကျွန်တော်တို့ကတရားရခံတော့ယေရှုအားဖြင့်တာဘုရားသခင်ရှေ့မှာဖြောင်းမှပြီးယေရှုအားဖြင့်တာပင်ငရေကနေလွတ်မြောက်ပြီးယေရှုအားဖြင့်တာနိုင်ငံတော်ဆာမြန်းခွင့်ရတာဖြစ်တယ်ဆိုတာကိုနားလည်စေချင်တယ်အရောက်ချစ်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေနော်